မေးမှမကြောက်တော့ဟိုစကပုံတွေသဘောကျလို့ပါလေအသားမေးပတမခဲဆိုတဲ့စကပုံလေးကိုအရန်သဘောကျတော့အမကအသားမေးမှမကြောက်တော့မေးပါစေတော့ပါလေညိုချောငိုပြောတော့မရဘူးတဲ့စကပုံလေးကိုအရန်သဘောကျတာအမအဲကြောင့်အညူစင်လေးပဲနေလိုက်တော့မယ်နော်